သွားမှာဆိုရင်အခုက Garden by the Bay Station မှာရောက်နေပါပြီ second day မှာသွားမယ်ပေါ့နော်သူကရုံတက်ရုံဆင်းချိန်မဟုတ်လို့ရှင်ဒီ escalator လေးကနေရပေါ့နော်ရုံတက်ရုံဆင်းချိန်ဆိုတော့တော်တော်လေးကိုမြန်တယ်အခုကသွားနေပါပြီမနေ့ကဒါကြီးရရဲ့ still လည်းမပါဒီ recorder လည်းမပါတော့ video လည်းကောင်းကောင်းမရိုက်ဖြစ်ဘူးပေါ့နော်အခုဒီနေ့မှပဲရိုက်ရတယ်ကဲအဲ့ဆို let's go together နော်တူတူသွားကြမယ်If you become a victim of crime, please approach station staff for help or call ရိုးကင်မရာဆိုတော့အရင်တော့ပါမှာမဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးကြည်ကြည်လင်းလင်းလေးပြချင်လို့ရိုးကင်မရာနဲ့ပဲရိုက်လိုက်တယ်ပေါ့နော်အမလေးအပြင်ထွက်တာနဲ့လည်းနေပူချိန်ကဒီ MRT station ကနေထွက်တာနဲ့အပူကဟိန်ငနေတော့ဖြစ်သွားတယ်ကြမယ်နော်ရှေ့ကြည့်ဒီနာက Hello say hi 它那个植物在动词ဒီဒီလိုက်တားတော့မဲမတိချပါလေဒါပေမဲ့လည်းလေတုံးလေးခဏပေါ့နော်မဲပစိလိုက်တော့လေးစားပေါ့လေစမ်းပါတဲ့ကောင်လေးဒီရကြော်တော့ချားတော့ဘောနော်ဒီမှာပြရလာတယ်ဆိုတော့ fry noodle ဟုတ်ဒီစားမယ်ခုမှာထားတာဒီကကျတော့ pad thai မှာထားတာပေါ့နော်အပြင် sugar cane မှာထားတယ်ရေတက်ရင်ဒါကျတော့ပေါက်စီပေါ့နော်ပဲပေါက်စီမှာထားတယ်နော်အဲ့မှာလေနောက်တော့တော်တော်နီးရတယ်နော် station တစ်ခုပဲဆိုတော့ပြီးတော့စီးတက်ပြီးတော့သွားတော့ sugar cane ဘာမှမရောပဲနဲ့ပေါ့နော်အချမ်းကောင်းတယ်ကဲဒါတော့ချက်သားစာတေးလေးဖြစ်ပါတယ်ငလေးကြောက်ငလေးကြောက်နော် ငလေးကြောက်အနှစ်နဲ့ဆန်ပါနှစ်နဲ့တဲ့ငလေးကြောက်ငလေးကြောက်ကိုဆန်ပါနှစ်လေးနဲ့ပါဒါတော့ချက်သားစာတေးလေးပါ so let's try it I mean နည်းနည်းလေးဆန်ပါနဲ့နဲ့ဆန်ပါနဲ့လည်းကြောက်နေဆိုင်ပါမယ်မပြရတော့ဘာလို့မှမပြီးတော့အရင်နဲ့တူမပြီးတယ်ဟာလေပဇွန်6အနံ့နဲ့ပုံပြီးဘာခေါ်လဲပဇွန်ကလည်း6ကျော်တယ်အဲ့လိုစားကောင်းတယ်တော့စားကောင်းတားရညာနော်မိုးရဟုတ်တယ်တားရမိုးလေဒီဘက်နဲ့ဒီဘက်နဲ့ကလည်းစိတ်စိတ်နေအောင်းပါအပင်တွေကတော့လေအရန်ဆိုင်တာတော့တကယ်ကြီးကျူးတယ်အားလေအပင်ဆိုင်လိုက်တော့အရန်ပူရမယ်ရသည်ကပူတော့ပူတယ်ဒါနဲ့ဆိုစွတ်ပြီးတော့နေလို့ကောင်းတယ်ပေါ့နော်ဒီကလှုပ်ထားပြီနော်လှုပ်ထားတာဒီချောင်းလေးရရှိရတော့ကြာပန်းနေဟုတ်ဒီကိုကောင်းတာပါအပင်ကြီးရှိရတယ်တကယ်စိတ်ဆန္ဒဒီမှာဆိုကြာကန်ကြီးကြည့်လှုပ်ထားတာကြာကန်ကြီးဟဲ့ဒါလည်းအရင်တော့သမီးတို့စီမှာကလေးတော့ရှိရလေပါတော့အဲ့လိုမျိုးလေရမ်းလာတယ်ပင်နဲ့ဒါပေမဲ့ကတော့လုံးဝပြိုးထားဒီအပင်မျိုးဆိုလို့အုပ်လိုက်စီဒီပင်မျိုး
မာဒီမှာရှိရဲ့အပင်တွေများတော့တော်တော်များများတူတယ်အိမ်ဒီမှာ site တဲ့ permit နေဆိုလဲတော်တော်များများတူတယ် မာတူတဲ့ ဒီရွက်လေးဆိုလဲရှိရလေကိုအေးစေးတို့လာပြီးတော့နေရတော့အကောင်းဆုံးပဲ tour group နဲ့ဆိုရှင်တော့ဒီ explore လုပ်လို့မရဘူးပေါ့နော်ဟာနိုင်နာပေးစမ်းနာနဲ့ချင်းဆိုင်ပါကဲနာမည်ကြီးရဲ့တစ်ပင်ကြီးပါလောပင်သုံးပင်ရှိတယ်ရမ်းပူတယ် Cloud Forest နဲ့ Flower Dome သွားနေပါတယ်ကျွေးဘုံအဲ့ဒီမှာကြက်ပဲလွတ်ထားရတော့ကြက်လေးသွားနေအပင်နေစိုက်ထားတော့တကယ်ကြိုက်တယ်ဟေးအပင်နေစိုက်ထားရတော့ရာသီဥတုကမျှတနေတာပေါ့နော်အဲ့လိုလေးရရှိတယ်Forest နဲ့ Flower Dome အတွက်ကိုလက်မှတ်တန်းစီညာလက်မဝယ်မယ်လူကြီးတယောက်ကို$46ပေါ့နော်ဟောဒါဝယ်မလို့ပေါ့နော်အတန်းစီနေပါတယ်သူကဒီမှာပြောထားတာကျတော့ဟို9နိုင်ငံရဲ့flowers တွေကိုပြထားတာပေါ့နော်တော်တော်လေးကိုလှပါတယ်နိုင်ငံ9နိုင်ငံမှာရှိတဲ့ပန်းတွေရဲ့ပြထားမျိုးစိတ်တွေပါတလားတိုင်းနိုင်ပန်းနေရစုံပြီးတော့လှတော့ပဲမမေကတော့အရန်ပျော့နေပါပြီမမေကိုပို့ရတာပေါ့နော်အတန်ဆုံးပဲမမေကိုပို့ရအတန်ဆုံးပဲစုလေရိုက်ပြချင်တာရများပြီးတော့ပန်းနေရလေးအရန်လှတာပဲဒီမှာကြည့်အောင် orchid ကအထူရောင်အစ်စ်တွေအရန်လှတယ်အရန်ကိုလှပါတယ်ရှင်မမီ impression လေးပြောပြပါအောင် Flower Dome ရဲ့ impression သဘောကျလားအထက်မထွက်ချင်ဘူးဟုတ်အရင်ဟုတ်တယ်မရှမ်းလာပါလေရှင်
မေတယောက်ကဒီနေ့ကအတက်ကြောင်သွားပြီပေါ့နော်သူလမ်းလျှောက်ရပြီမဲ့သူစိတ်ဝင်စားတဲ့စီဆိုကြပန်းပင်နေစီဆိုတော့သူရှေ့ဆုံးကရောက်နေဆိုတော့မနေလိုက်ရတကယ်လှပါစင်ကိုတကယ်ချီချူတာထူတာကြောက်လေသူပန်းပင်နေတာအားခင်းဆိုင်ပြီးတော့ဆိုင်နိုင်တယ်ပန်းမျိုးစုံလည်းရှိရပေါ့နော်အဲ့ဒါကိုအရန်တကယ်ချီချူပါတယ်ဘက်ထရီကတော့ဒီနေ့ကတော့ရိုက်တာများတော့မနေ့ပိုင်းနဲ့နေကုန်လို့ဖြစ်နေဘက်ထရီကတော့လေချီသူအရန်စိတ်ဝင်စားအရန်လှရမှာတကယ်ဓာတ်ပုံရိုက်မယ်ဆိုတော့ဟိုရှိုင်းမကုန်ဘူးပေါ့နော်ဒီပန်းလေးဆိုလည်းအရန်လှရဲစုပြမယ်။မှန်ချစ်အရန်လှရပဲတွေ့လား။ရန်လှရဲ။ပန်းလေးလည်းမသိဘူး။နည်းနည်းကကြည့်ပန်းနေထဲမှာရှယ်ပန်းနေကောင်းလားပြောရင်အရန်လှရဲ။ရန်လှရပါတော့။မမီဟွာကြက်တူရွေပန်းလေးလားမသိခင်ရအောင်လေးရှိမှာ 6 လပါ6 လ ဒါလည်း6လပန်းရန်လှရဲဒီမှာကြည့်လိုက်အောင် 6 လပါဒီနေ့ပါလဲ coffee sign 这是梦想 just 是ဒါဒီ balance ပြလို့ထားတာကြောင့်အရန်စိတ်ချမ်းသာတာပေါ့နော်အရန်စိတ်ချမ်းသာတယ်မမီဒီရဲ့ထဲမှာဆိုအပင်မျိုးစိတ်ပေါင်းနေတာမဟုတ်၅နိုင်ငံပေါ့နော်၅နိုင်ငံမှာရှင်မျိုးစိတ်တွေပြတာ အမင်းမျိုးစိတ်ကြီးအများဆုံး တောင်ကြီးမှာတွေ့ရတဲ့အပင်တွေလည်းတွေ့ရနောက်ပြီးထဲမှာအေးအေးလေးတော့မမီနော်မပူတဲ့အတွက်ကြောင့်မလို့ဟိုလေရတဲ့လူလည်းအဆင်ပြေရပြီးတော့ လွတ်ထားတယ် အဲ့လို အဲ့တော့ဒီဂုံးကြီးနဲ့လွတ်ထားတာ ဟုတ်တယ်ပြီးတော့သွားနေအဲ့လိုပေါ့ဟိုအပင်တွေအတွက်လည်း maintenance အတွက်လည်းကောင်းတာပေါ့အေးနေခါကြောက်လေအဲ့ဒါတစ်ခုတွေတော့တွေ့ရတယ် ပင်နဲ့မညှိုးတော့ဘူးလေ စီဒီပင်လည်းရမ်းလှတယ်ဒီရဲ့ပင်လေးကဆို South African Garden နဲ့ကဲဒီလိုလေးပါရှင်ဆိုတော့ခုနကကျတော့အိမ်မှာလေဒီကနေဟိုကနေဝင်လာတယ်ဝင်လာပြီးခါကျတော့ဆိုတော့ဝင်လာပြီးတော့ဆိုတော့ဆင်းလာတယ်ဆင်းလာပြီးတော့ဒီလိုတပတ်ပတ်တယ်တပတ်ပတ်ပြီးခါကျတော့ဒီဘက်ကနေပြန်ကွေးတက်လာတယ်ကွေးတက်လာပြီးခါကျတော့ဒီပေါ်တက်လာတာပေါ့နော်ဒီပေါ်တက်လာပြီးတော့ဆိုတော့ဒီရဲ့လမ်းလေးကနေပြန်ထွက်ပြီးတော့ဟိုဘက်ကိုပြန်သွားပြီးပြန်ဆင်းလို့ရပြီပေါ့နော်ဒီကားကတော့ဆိုတော့ဟိုအပင်တွေကတော့အရန်ကြီးစုံတယ်ပင်တွေရောအရန်များတာပေါ့နော်Currently I'm in Flower Dome ဒီမှာလေဟိုပန်းပင်တွေပေါ့နော်အစုံတွေ့ရတယ်ပန်းပင်တွေအစုံတွေ့ရတယ်အဲ့ခါမှာစုကလေဘယ်လိုမျိုးလေးဖြစ်မိလဲဆိုတော့တဘာဝတရားကြီးနဲ့ပန်းပင်တစ်ပင်တွေကအရန်ကိုအဖိုးတန်တယ်ပေါ့နော်စုက precious လုပ်တင်တယ်တန်မိုးထားတင်တယ်ထိန်းလန်းထိန်းသိမ်းတင်တယ်မျိုးစိတ်တွေမပြောက်ပြအောင်လည်းလုပ်တင်တယ်ပေါ့နော်အဲ့တော့အဓိကအချက်ကကြတော့ဒီစင်ကူကတစ်ပင်ပန်းပင်တွေကိုသူကဂယူဆိုင်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုခါကျတော့သူတို့နိုင်ငံပူပေမဲ့လေရန်ကုန်လောက်မပူဘူးပေါ့နော်ရန်ကုန်လောက်မပူတာကိုလည်းတွေ့ရတယ်ပူပေမဲ့စူနဲ့နေလို့ကောင်းတယ်ပေါ့နော်ဒါတစ်ပင်တွေပေါ်တဲ့ဟာကြောင့်မလို့ပေါ့အဲ့ဒီဟာတော့တွေ့ရတယ်နောက်ပြီးတော့ဒီလိုမျိုးတစ်ပင်ပန်းပင်တွေစုံတယ် maintenance ကောင်းတဲ့အခါမှာ tour attraction လည်းဖြစ်တယ်ပေါ့နော်အဲ့လေးတခုတွေ့ရတယ်ကျန်တာကတော့ဒီစီကံရန်ကောင်းတဲ့အတွက်ကြောင့်မလို့နေရာတကာတန့်ရှင်းနေရပေါ့နော်ဒါမျိုးလေးရတော့အားကျစရာချက်လေးပေါ့
ဒါချစ်စရာလေးမှာအောက်ထုတ်ကလေးချစ်စရာလေးဝဝင်လေးလေးရှင့်ဟုတ်တယ်အမချိုင်းတော့ရအောင်မယ်လေးမှာဝယ်ဖြစ်မယ်ဆက်နော်အောက်ထုတ်ကလေးတွေ Flower Domes ကနေထွက်လာပြီးတော့ souvenir shop ပေါ့နော် souvenir shop ကအထွက်မှာ Cloud Forest ရှိရယ်အဲ့မှာတို့တန်းစီပြီးတော့ဝင်သွားရမယ်ပေါ့နော်โอเคအဲ့တော့ Hobart Building မှာပေါ့နော်ဒါကြစို့ Cloud Forest ရေတူကြီးနဲ့ပေါ့ကျမိုက်တယ်ကလေးချစ်ဖို့ရန်ကောင်းတဲ့ကြည့်စီအောင်ပြောရှင်းနေအောင်ရှောက်ပြီးတော့သွားလိုက်မယ်နားလေး Hello အပြင်မှာရမ်းလှတယ်ပိုလှပါတယ်တို့ရတဲ့လူတွေအများကြီးပေါ့နော်ခဏလေးနော်စောင့်လိုက်အောင်မယ် Okay Yay Hello အရမ်းမိုက်တယ်ဒီနားအရမ်းအောင်မိုက်တယ်ဒါ Cloud Forest ပေါ့နော် Flower Dome ကနေဒီဘက်ကိုလာလို့ရှင် Cloud Forest ရောက်တယ်ဒါကတော့ present လုပ်နေရပါဘောနော်အရမ်းမိုက်တယ် very good Okayဒီလာကြီးချိန်ပြီးသွားပြီဆိုတော့သွားပါပြီပေါ့နော် 6th floor ကနေ Marina Bay Sands ကိုတွေ့ရမယ်။အားပြီးလို့ရှိရင်ဒီ Garden by the Bay တစ်ပင်လေးကိုလမ်းတွေ့ရတယ်ပေါ့နော်။ဒီလေးပါ။ဒါတော့မမီပါForest ရဲ့ 6th floor ကနေပြန်ပြီးတော့ဆင်းတော့မယ်ပေါ့နော်။ပြန်ပြီးတော့ဆင်းတော့မယ်။ဆွဲအောက်မှာဒီရဲ့အောက်ကနေအဲ့လိုမျိုးကနေတက်လာတာပေါ့နော်။ lift နဲ့တက်လာတာ။ခဏဆိုတွေ့ခဲ့တဲ့ dinosaur ကြီး first floor မှာလေဒီမှာဒီအောက်မှာပေါ့နော်။ဒီလိုမျိုးအဆင့်ဆင့်တက်လာတာဒါတော့ထိတ်ဆုံးပေါ့။ထိတ်ဆုံးလား။ Blue? Alright, let's see if she's up for it. Hey Blue, you there? Whoa! Hey, calm down Blue. There you go. Hey, calm down Blue. Calm down.
Alright, ladies and gentlemen, meet Blue. She's the lead. Girl. And that's the other way. Alright, seems like Blue's actually in a pretty decent mood. ဝေးရောက်ဖြစ်သွားပြီရောက်ပါပြီရှင်အပင်ရောရေလက်ကျွေးလက်မချမ်းတန်ဖိုးတိရလေနော်ဟုတ်တယ်တန်ဖိုးတိရမြေကြီးရဲ့တန်ဖိုးသူတို့ကြောင့်ဒီတဘာဝထုံးကြောက်ဆွဲအစ်စ်Flower Forest ဒီ Flower Drown နေရာတွေထွက်လာပါပြီဒီမနေ့ရှောက်ချင်တာFlower Forest ကထွက်လာပြီးတော့ဆောင်မယ်နော် Starbucks မှာ coffee ရောမဟုတ် coffee တောက်လို့မရအောင်ဆို chocolate အေးလာတောက်တယ်အေးလာတောက်ပါတယ်ဒီစီအောင်ရန်ကောင်းတာပါတလားလာရေးရပါလေလောက်တယ်စီဒီအောင် Hello it's me နော်အားချောင်းဒီမှာလာထိုင်နေကြအဲ့ဒါမောင်ဒီနားပဲထိုင်လိုက်တော့မှခဲ့တွေ့နော်အေးရကောင်းတယ်လိုက်ခဏမှဆက်စရာလေကိုရီးယားလေးပေါ်မလို့ဒီဆိုင်မှာတွေ့ရအော်စံကြီးမဟုတ်ဘူးအော်အေးမလို့ပဲတွေ့အေးလို့ပြတ်သားနေရှိုးလိုက်ရှိုးစောင့်နေကြတော့အောက်မှာပဲထိုင်နေကြတာကွာအဲ့တော့သူတို့တိုင်းပဲလိုက်ထိုင်ပေါ့တကယ်တကယ်တော့လူတွေကအများကြီးပဲတော်တော်များတယ်အဲ့လိုမျိုးအများကြီးပဲဗတ်လေရလေ Hello ထိုင်နေပါပြီ
ရှိုးပြီးသွားပြီလူရလေဟိုသဆောင်တိုင်းကြာနေပဲကြည့်ပြီးခက်ကြလေဟယ်လိုဟေးဘိုင်ဘိုင်ပြန်ပြီနော်ပြန်ပြီကျေးဇူးကတော့ live show လေးကြည့်ပြီးတော့ China Town မှာတနေ့ကောင် shopping နဲ့လေအဲ့ဒါပြီးတော့အိမ်ပြန်လာရပေါ့နော်အိမ်နေရာလမ်းတော်တော်လေးတော့ရှောက်ရတယ်လူတွေလည်းတအားစီရယ်အိမ်နေ Simple 60 anniversary အတွက်ကို rehearsal ရှိရတဲ့ဆိုတော့နည်းနည်းလေးလူများရပေါ့နော်အဲဆိုနောက်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်